မင်္ဂလာပါကျွန်တော်က power supply တွေကိုဆင်ပြခိုင်းတယ်เนาะဆင်ကြည့်ပါလို့တိုက်တွန်းတယ်เนาะဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကြမဆင်ဘူးဗျဘာလုပ်လဲဆိုတော့အခုကျွန်တော်က switch mode power supply လေးကိုစမ်းသပ်မယ်ဆိုတော့ဒါ AC တွင်းတာเนาะစမ်းသပ်မယ်ဆိုတော့ဒီ PSI ကကတ်ကလေးကိုဖြတ်ပြီးလှုပ်ထားတာအခုဆိုင်းရနေတခါဖြူပြတ်လို့အဲ့မှာမဲเนาะဒါအဝင်ဗျဝင်ဖို့အားပါเนาะဒါမျိုးတွေကကျွန်တော်မစမ်းမဟုတ်ရအခုမှ190လောက်ရှိတယ်เนาะ AC ဝင်ဟာเนาะဟုတ်ပြီ190ဒါ AC เนาะ AC range မှာထားတယ်နောက်တစ်ခါ DC မှာထားလိုက်တယ် DC မှာထားပြီးတော့ဒီမှာအပေါင်းနှုတ်ထွက်တယ်နော်တက်လိုက်မှလည်းကြောက်ရတယ်နော်190လောက်ထွက်တယ်နော်ဒါလက်တွေစမ်းသက်တိုင်းတာနော်သူက capacitor ပါတယ်ဟုတ်လားအဝင်နဲ့ဟို DC ဘိုးအားများနော်လက်တွေစမ်းဒါဒီလိုလေးလောက်ထားဒါလေးတွေမဲ့ကျွန်တော်ကအခုမီးပိတ်ပြီးတော့ကင်ပြမယ်နော်ဒါခြားကြံသေးတယ်နော်ခြားကြံသေးတာနေဦးကျွန်တော်ပြအောင်မယ်နော်ကြည့်အခုတော့မဖြတ်ဘူးခုနဒီကောင်ကွန်ဒင်ဆာတန်ဖိုးနဲ့နှုတ်ဆိုဖတ်ခနဲ့မိတယ်နော်capacitor ကဟိုခြားခြင်းသွင်းတာနော် diode လေးလုံး fuse ပါတယ်ဒါ AC အဝင်ပေါ့နော်ညာ AC အဝင်မှာမဟုတ်ဘူးဗျ DC အထွက်မှာနော်ဒီ negative temperature ကို reason ဖြစ်တဲ့ razor လေးတက်ထားဒါပဲနော်ဒါလေးနမူနာပြတာကျွန်တော်တရားကို DC supply တွေနဲ့သုံးပြီးတော့ switch mode power supply ကိုစမ်းမယ်နော်ကျွန်တော်စမ်းနေတာလေးလည်းပြမယ်ဒါလေးကျွန်တော်စမ်းနေတာဗျဒီကနေ DC သွင်းမယ်ဟုတ်လားဒီမှာ transfer တစ်လုံးနဲ့လုံရတော့မယ်